အခုဆက်လက်ပြီးတော့ရန်ကုန်ဇိုမီကွာရရဲ့တန်စုံဓမ္မတေးတီဆိုခြင်းကိုကျွန်တော်တို့ကြားနာမှာဖြစ်ပါတယ်ဓမ္မတေးကတော့ကဘာကျော်တန်စုံဂန္ဓဝင်တေးကြီးဖြစ်တဲ့ Hallelujah Chorus ဖြစ်ပါတယ်ဒါကြောင့်ပရိသတ်ခင်ဗျာကျွန်တော်တို့ရန်ကုန်ဇိုမီကွာရလူ300ကျော်ပါဝင်ဆက်ကပ်တဲ့အတွက်လက်ခုပ်တီးပြီးတော့ကျွန်တော်တို့ဒီကွာရကိုကြိုဆိုကြပါစို့ရန်ကုန်ဇုံမီခွာယာတီစုချီးမွမ်းမဲ့ဓမ္မသချင်းကတော့18ရာစုနှစ်ခက်လေပိုင်းမှာ George F. Handel ရေးစပ်ထားတဲ့ Messiah တဲ့ကဂန္ဓဝင်မြို့သချင်းကြီးတစ်ပုဒ်ဖြစ်သော Hallelujah Chorus ဖြစ်ပါတယ်။ဒီသချင်းကြီးကိုသူ့ရဲ့ message ကတော့ဘယင်တကာရဲ့ဘယင်အရှင်တကာရဲ့အရှင်ကိုချီးမွမ်းတော်သချင်းဖြစ်တဲ့အတွက်ကြောင့်ကြားနာတော်ဘယင်မင်းများကိုယ်တိုင်သူအရှင်ကိုဂုဏ်ပြုတော်အားဖြင့်မတ်တရတဲ့ဓလေ့ရှိပါတယ်ဒီနေ့ဓမ္မမိတ်ဆွေများခင်ဗျာမြန်မာပြည်ရဲ့ဘယင်တကာရဲ့ဘယင်အရှင်တကာရဲ့အရှင်ကိုဂုဏ်ပြုတော်အားဖြင့်ခွာရသချင်းတီစုနေချိန်ခါမှာအားလုံးအတူတကွမတ်တရပေးစီလိုပါတယ်ပရိသတ်ကြီးများခင်ဗျာမတ်တရကြပါစို့hilam ya anu volume
ဟာလေလုယာဂန္ဓဝင်ဓမ္မတေကိုအာရပါယဇုံမီဘာသာနဲ့ချီးမွမ်းသွားတဲ့ရန်ကုန်ဇုံမီတန်ဆုံအဖွဲ့ကိုပွဲတော်ကြီးရဲ့ကိုစားကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်အသက်တာမှာလည်းဘယ်လိုမျိုးအခြေအနေဘယ်လိုမျိုးအနေအထားဖြစ်ပါစေဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနိုင်တဲ့အသက်တာများဖြစ်ဖို့ပြန်လဲပြီးတော့ခွန်အားယူ